တတိဒေဝီကညာမေတ္တာနှလုံးကျိုးတို့ထုံးနှလုံးမပြေကျိုးတို့ခွေကင်းဆွေငါတို့ချင်းเสียချင်းကတ်เสียကတ်ရင်းမှန်တန်ပြည့်39အုပ်မှန်းရမည်စေပြင်းလိတ်စေပေါ်လိတ်စိကရကျိုင်းနှစ်သက်ရာကိုမှန်းနိုင်ပါသည်စေလိတ်မှန်းမှာအထလန်းအောက်လန်းနှမျိုးစီရာတွင်ဤနည်းမှာအထလန်းပညာရဖြစ်သောကြောင့်မတာစေလိတ်များမတန့်စင်းသောစေလိတ်များကိုအသုံးမပြုရပါအပြိုစင်လိတ်သောစေလိတ်ကိုရလျင်ပို၍စွမ်းသည်ဟုအချို့ကယူဆကြသည်စေလိတ်မှန်းပုံမှန်းနည်းမှာမိမိနေမှာဖြစ်ဖြစ်အကြားနေမှာဖြစ်ဖြစ်အထင်ကရနတ်စင်တွေရှိလောက်ပါတယ်ထိုနတ်စင်တွင်ဖျောင်းတိုင်3တိုင်900 300တင်၍မှန်းရပါမည်ပန်းနှင့်လက်ဖက်တင်၍ပူဇော်ပါကပိုကောင်းသည်ဟုဇေယျတဦးဓမ္မမှတ်ရဘူးသည်သူရတတိဖြစ်သောကြောင့်သင်လျော်လာပေသည်စေဥစွာစေလိတ်ကိုတဏချေခြင်းဒိဋ္ဌိတင်ခြင်းများပြုလုပ်ပြီးမှစေလိတ်မှန်မန္တန်နှင့်39ခေါက်မှန်းပါလေဂါထာမန္တန်39ခေါက်မှန်းနေစဉ်မိမိချစ်တဲ့သူ၏မျက်နှာကိုမြင်နေပါစေတခြင်းတွင်စေလိတ်3လိတ်ထပ်ပို၍မမှန်းရပါနောက်နေ့ကူး၍မရပါယနေ့မှန်းယနေ့3ဖြစ်ပါတယ်အသုံးပြုနည်းမှာမိမိချစ်နေသောမိန်းမပြူ၏လေးညာအရက်ကနေ၍စေလိတ်ကိုတောက်ပါလေမိန်းမပြူအနံ့ရစေရန်ကြိုးစားပါစေလိတ်နှံ့ကိုရလျင်မိန်းမပြူသည်တင့်အားချစ်ခင်စိတ်ဝင်လာလိမ့်မည်အကဲခတ်ကြည့်ပါအိန္ဒြေရိမ့်ရင်လာပြီးမိမိအနီးသို့မတိမတာရောက်လာတတ်သည်ထို့နောက်စေလိတ်ကိုတောင်းတောက်တတ်သည်မပေးလိုက်ပါနဲ့ထိုစေလိတ်ကိုမိန်းမပြူတောက်မိရင်ယူတတ်သည်ဟုကျမ်းညွှန်းတွင်ဖော်ပြထားသည်ဤစေလိတ်မှန်းကိုတပွဲတို့မြစွမ်းသည်စေငွေ့မပြေမီသာစွမ်းသည်ဟုအများကထင်မြင်နေတတ်ကြတော်လဲသူရတတိစေလိတ်မှန်းမှာကမ္မဂုဏ်စိတ်ကိုနှိုးဆွသောတပွဲတို့စေလိတ်မှန်းမျိုးမဟုတ်ပဲတကယ်ပင်မောင်နှမအရင်ချပမာတွေးခဲ့တာတဲ့ကချစ်ခင်လာစေသောစေလိတ်မှန်းဤဖြစ်ပါတယ်အဆောင်လက်ဖွဲ့တွေကိုတန့်စင်အောင်တဏှချေတိတ်တင်ခြင်းကိုတော့တည်တံ့ဖော်ပြပါမည်